အဲ့တော့အခန်း1ရဲ့နောက်ထပ်သင်ခန်းစာတစ်ခုဒီမှာတစ်နှစ်မှာစက္ကန့်များချီတဲ့နေ့ပေါ့ဒီပုံစံလေးဟုတ်ပြီနော်ကျန်တဲ့ဟာတွေကတော့ဒီမှာဆိုလို့ရှိရင်ကိန်းနဲ့ရေးခိုင်းတာတွေတို့ပြီးလို့နောက်တစ်ခုကကိန်းပေးပြီးတော့စာနဲ့ရေးခိုင်းတာတွေပြီးဒီမှာအမြောက်သင်ခန်းစာတွေဒါတွေပဲဆိုတော့ဒါတွေကတော့အလုံးရမယ်လို့ထင်တာပဲဟုတ်ပြီနော်အဲ့တော့ဒီဥစ္စာလေးတွေကိုအတူတူတွားကြည့်မယ်ဒါလေးလည်းလွယ်ပါတယ်နော်လွယ်လွယ်လေးတွေပါပဲအဲ့တော့ဒီမှာ10မိနစ်တွင်ရှိသည့်စက္ကန့်ကိုရှာပါတဲ့။အဲ့တော့အရင်ဆုံးတွက်ကြည့်မယ်နော်။အဲ့တော့ဒီမှာ10မိနစ်တွင်ရှိသည့်စက္ကန့်ကိုရှာပါဆိုရင်စက္ကန့်60 10မိနစ်အဲ့ဒါတော့တည်ပြီးသားဖြစ်မယ်လို့ထင်တယ်။ဟုတ်ပြီနော်အရင်3လမ်းမှလည်းပါပြီးသားဆိုတော့လေနော်။အဲ့တော့မမြူဆိုလည်းပြန်ပြီးတော့မှတ်လိုက်ပါနော်။အဲ့တော့စက္ကန့်60 10မိနစ်အဲ့တော့10မိနစ်မှာရှိတဲ့စက္ကန့်ဆိုလို့ရှိရင်စက္ကန့်60ဆိုရသွားပြီဟုတ်ပြီနော်အဲ့တော့နံပါတ်ခါခွေတနာရီတွင်ရှိသည့်စက္ကန့်ကိုရှာပါလို့ပြောထားတယ်အဲ့တော့တနာရီမှာဘယ်နှစက္ကန့်ရှိလဲဆိုတာကိုအရင်ဆုံးရှာကြည့်မယ်အဲ့တော့တနာရီမှာ60မိနစ်ရှိရလိုချင်တာစက္ကန့်ဆိုတဲ့အတွက်ကြောင့်မလို့ဒီမှာမိနစ်ဟုတ်ပြီနော်အဲ့တော့မိနစ်ကိုစက္ကန့်ပြောင်းမယ်ဆိုတော့10မိနစ်မှာ60စက္ကန့်ရှိတော့အဲ့တော့သူ့နေရာမှာ60ရေးလိုက်မယ်ဟုတ်ပြီနော်ဒီလိုပုံစံလေးဖြစ်သွားမယ်အဲ့တော့10မိနစ်မှာစက္ကန့်60ရှိလို့စက္ကန့်ပြောင်းနေတာဆိုတော့60စက္ကန့်အဲ့တော့10မိနစ်က60စက္ကန့်နဲ့ညီလို့60စက္ကန့်လို့ရေးတယ်ပြီးရင်နောက်တစ်ခါဒီမှာ1နာရီမှာမိနစ်60ရှိလို့60အဲ့ဒါဆိုရင်ဒီနှစ်ခုကိုမြှောက်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်အဲ့တော့မြှောက်လိုက်မယ်မြှောက်တာကအဲ့တော့မြှောက်လိုက်တော့ဒီမှာ3600စက္ကန့်ဆိုပြီးတော့ရမယ်အဲ့ဒါဆိုရင်1နာရီမှာစက္ကန့်ဘယ်လောက်လဲဆိုရင်1နာရီမှာ3600စက္ကန့်အဲ့တော့ပြီးရင်နောက်တစ်ခုနံပါတ်ခငယ်ကတရက်မှာရှိတဲ့စက္ကန့်ကိုရှာခိုင်းတာဟုတ်ပြီနော်အဲ့တော့တရက်မှာရှိတဲ့စက္ကန့်ကိုလိုချင်တယ်ဆိုတော့အရင်ဆုံးဆက်သွယ်ချက်ကိုရှာမှဒီတရက်မှာဘယ်နှနာရီရှိလဲဆိုတဲ့ဆက်သွယ်ချက်ကိုအရင်ဆုံးရှာမယ်ဟုတ်ပြီနော်အဲ့တော့24နာရီတရက်ဟုတ်ပြီနော်အဲ့တော့တရက်မှာ24နာရီရှိတယ်အဲ့တော့အဲ့ဒီဆက်သွယ်ချက်ကနေပြီးတော့တွက်မယ်ပေါ့နော်အဲ့တော့တရက်မှာဘယ်နှစက္ကန့်ရှိလဲဆိုတာကိုရှာဖို့အတွက်အရင်ဆုံးတရက်မှာ24နာရီရှိလို့24နာရီအဲ့တော့နိုင်စုစုပေါင်း24နာရီရှိလို့24အဲ့တော့နိုင်ဒီစက္ကန့်ကိုပြောင်းမယ်ဆိုရင်ဒီအပေါ်မှာပါပြီးသားအဲ့တော့တနာရီဒီ3600စက္ကန့်နဲ့ညီတဲ့အတွက်ကြောင့်မလို့24နဲ့3600စက္ကန့်နဲ့မြောက်မယ်အဲ့ဒါဆိုလို့ရှိရင်တရက်မှာရှိတဲ့စက္ကန့်ဘယ်လောက်လဲဆိုတာထွက်လာမယ်ပေါ့နော်24နဲ့3600စက္ကန့်နဲ့မြောက်တော့76,400စက္ကန့်အဲ့တော့ကိုပါတာကိုလည်းချပြီးတော့မြောက်ကြည့်နော်အဲ့ဆိုရင်နောက်တစ်ခုအဲ့တော့တစ်နှစ်မှာ365ရက်ရှိအဲ့တော့365ရက်ဆိုတဲ့အတွက်ဒီမှာ360